အသက်ပြန်ဝင်လာတာနဲ့ပထမဆုံးလုံးမိတာကကြောက်တုံးတုံးကိုမျိုးချလိုက်ပြီးလူအုပ်ထဲကကိုချီရတဲ့သမီးလေးကိုဝါရက်စိန်တရွက်အတင်းမျိုးချခိုင်းခဲ့တာပဲအဲ့ဒီအချိန်မှာတဖြည်းဖြည်းအားနဲလာနေတဲ့ရှာဝန်ယိုကိုလည်းဖတ်ထားမိတယ်ဖုံးထုတ်ပြီးမျက်နှာပြင်ပေါ်ကအချိန်ကိုကြည့်လိုက်တော့ကောင်းကျွန်းဟောက်ကလူအုပ်ကိုတွန်းဖယ်ပြီးကျွန်တော်စီကိုပြေးလာနေတာရှာဝန်ယိုကိုပွေထားရင်းနောက်ပြန်ရေတွက်နေလိုက်တဲ့သုံးကောင်းကျွန်းဟောက်ရောက်လာတာကိုမြင်တော့ကိုတကူလုံးထူပူသွားတယ်နှစ်ကိုရှိကအရက်ရှိရှိပုံရိပ်ကြီးကလည်းတဖြည်းဖြည်းချင်းကပ်လာနေပြီးလူအတော်များများလည်းသတိမထားမိပဲအသက်အောင်ထားမိကြတာပေါ့တဲ့အချိန်က10နာရီတိတိရောက်လာတာနဲ့ပြတင်းပေါက်အပြင်ဘက်မှာကြီးမားတဲ့စွမ်းရည်နှန်းကြီးတစ်ခုပေါက်ကွဲထွက်လာတယ်မျက်စိကျိန်းစရာအလင်းရောင်တွေကြောင့်လူတွေမျက်စိကွယ်လူနီးပါးတောင်ဖြစ်သွားကြတာပေါ့ဒီမြင်ကွင်းကခဏလေးပဲကြာပြီးချက်ချင်းကိုပျောက်ကွယ်သွားတာပဲပြေးလာတဲ့ကောင်းကျွန်းဟောက်ကတော့ခဏတာမျက်စိကွယ်သွားတဲ့အတွက်တန်းကြီးကိုလဲကျသွားတာပေါ့ပြင်းထန်တဲ့အလင်းရောင်တွေပေါက်ကွဲပြီးသွားတော့မမြင်ရတဲ့လျှက်စစ်တန်လိုင်းမုန်တိုင်းကနေအဖွဲ့အစည်းတစ်ခုလုံးကိုစက္ကန့်ပိုင်းလေးအတွင်းဆုပ်ယူပစ်လိုက်တော့မှဒီအချိန်တွေအတွင်းမှာလူတိုင်းကသတိမထားမိပဲပြတင်းပေါက်အပြင်ကိုကြည့်မိကြပေမဲ့ဘာမှမတွေးလိုက်ရဘူးလူအများစုကတော့ချက်ချင်းအတိပြန်ဝင်လာပြီးဘာမှအရေးမကြီးဘူးလို့ထင်လိုက်ကြတာပေါ့ဒါပေမဲ့လူအနှဲငယ်ကတော့စတင်လောင်ကျွမ်းလာတယ်အင်တာနက်မှာသတင်းအချက်လက်တွေရှာကြည့်တာပေါ့ဒါပေမဲ့ဖုန်းကလုံးဝစိတ်နှောမမိဘူးဆိုတာတွေးလိုက်ရတယ်ကိုကျွန်းဟောင်လည်းမြေပြင်ကနေထွက်ပြီးတော့ဒေါသတကြီးနဲ့ကျွန်တော်စီပြေးဝင်လာတယ်ဒီနေ့တော့ဝမ်ယိုအတွက်အမျိုးဖြေရမယ်သူ့လေတံမှာလူတက်ချင်စိတ်တွေအပြည့်ပါပဲကိုကျွန်းဟောင်ကတတမ9မီတာရက်ရှည်ပြီးကိုကာရလေးကျင်ငန်းတွေလည်းလှုပ်ထားတော့သူ့ရဲ့ကြန့်ခိုင်မှုကအရန်တိတာနေတာပေါ့အဲ့ဒီအချိန်မှာတော့အတန်းဖော်တွေအားလုံးကကျွန်တော်ကိုစိတ်ထဲကနေတနာနေကြတာပေါ့ဒါပေမဲ့သူ့လက်သီးကြီးကျွန်တော်ကိုထိုးလိုက်တဲ့အချိန်မှာကျွန်တော်ပြန်လဲရှင်းတန်လာခဲ့တာပါပဲမူလကကြည်လင်နေတဲ့ကောင်းကင်ကြီးဟာစက္ကန့်ပိုင်းတွင်းမှာပဲညဘက်ရောက်သွားသလိုမင်းမောင်သွားတာပေါ့တွေးရောင်လိုအနီရောင်လင်းတဲ့တစ်ခုကကောင်းကင်ကနေကျလာခဲ့တဲ့နေရောင်ကြီးမုန်တိုင်းကြောင့်တန်လိုက်ဆက်ကွင်းတွေကြရက်ရိုက်ပြီးကောင်းကင်ရဲ့အယောင်တွေပါပြောင်းလဲသွားတာပေါ့ဒီလိုမထင်မှတ်ပဲပြန်လဲရှင်းတန်လာတဲ့အချိန်မှာပဲကျွန်တော်ခန္ဓာကိုယ်အောက်ပိုင်းကနေရင်ကွဲမတက်အော်ဟစ်တန်တစ်ခုထွက်လာခဲ့တယ်လူတိုင်းကလည်းမတိစိတ်ကနေလှမ်းကြည့်လိုက်ကြတော့ကျူရဲ့ချင်းရဲ့ဖြူဖြော့နေတဲ့မျက်နှာကိုပဲတွေးလိုက်ရတာပေါ့ကော်နကားလေးတစ်ဝိုက်မှာဆိုရင်အဖြူရောင်လက်ရှိဝိယုံလေးကဖြူဖြော့ဖြော့အလင်းရောင်လေးတွေဖြာထွက်နေတာပေါ့သူ့ရဲ့ခြုံထက်တဲ့ကိုယ်တွေကတွေးကြောမြင်လေးတစ်ခုနဲ့ပဲချိတ်ဆက်ထားတာဖြစ်ပြီးနောက်ကျောဘက်မှာတော့ငကားအမီးဖြူဖြူလေးကဖြည်းဖြည်းချင်းလှုပ်ခါနေတာတွေ့ရတယ် TV ဒရာမာတွေထဲကလိုပဲပုံစံပြောင်းလဲသွားပြီးတဲ့နောက်ရှီယာဝင်ယိုရဲ့စိတ်ထဲမှာအခုလိုချက်လက်တွေပဲပြည့်နေမိတာပေါ့အဲ့ဒီအချိန်မှာနူးညံ့တဲ့ရှီယာဝင်ယုံလေးကိုရည်ရွယ်ချက်တွေကိုမျိုးချခွင့်ပေးလိုက်မိတာဒါတွေအားလုံးကသူ့အတွက်ကောင်းစေခြင်းလို့ပါပဲငါအပေါ်မှာဆိုတည်တည်အထီးသစ္စာရှိတဲ့သူကငါ့ကိုလာပြီးရန်စတာမျိုးကိုလုံးဝလက်မခံနိုင်ဘူးလေအဲ့တော့သူကငါရှိမှရက်ပြီးသူ့လက်ဖွားကိုပဲဆန့်ထုတ်လိုက်ရုံနဲ့ကောင်းကြုံဟောင်ရဲ့လက်တီးကြီးကိုအသာလေးတားစီပစ်လိုက်တာပေါ့ကောင်းကြုံဟောင်ရဲ့လက်တီးကမအောင်မြင်ုံတင်မကဘူးရှီယာဝင်ယိုရဲ့လက်ဖွားကိုထိမိတဲ့အချိန်မှာရှီယာဝင်ယိုရဲ့ဘီလင်ဘာအိုကြားပြီးရှောင်းတဲ့မိုးကြိုးတွေကသူ့ကိုဖုံးလွှမ်းသွားပြီးသူ့လက်ဖွားကိုပါဒဏ်ရာရစေလိုက်တာပေါ့ဒီအချိန်မှာပဲကောင်းကြုံဟောင်ကရုတ်တရက်အော်ဟစ်လိုက်တာပေါ့ဒီတစ်ခါတော့မဲနဲ့ပြီးကွဲကြည့်နေတဲ့သူ့ညာဘက်လက်ကိုစုပ်ကင်ထားရင်နာကျင်လုံးလို့မခံမရက်နိုင်အောင်ဖြစ်နေတာထိတ်လန့်တကြားဖြစ်နေပြီးတကိုယ်လုံးရေလောင်းချဖို့အတွက်ရေကိုပဲလိုက်ရှာနေတာပဲကျွန်တော်သူ့ညာဘက်လက်ကိုကြည့်လိုက်တယ်ဒီအချိန်မှာရှာဝင်ယိုရဲ့မျက်နှာကအရေပြားပေါ်ကအကြီးခွန်တွေနဲ့တဖြည်းဖြည်းဖုံးအုပ်သွားတာပြီးတော့သူ့ကောင်းပေါ်ကဥချိုကလည်းမြန်မြန်ပြန်ဝင်သွားပြီးမူလအတိုင်းပြန်ဖြစ်သွားတာကိုတွေ့ရတယ်သူကကျွန်တော်ကိုကြည့်ပြီးချီးကျူးခံခြင်းပုံရပေမဲ့ဒီအချိန်မှာကျွန်တော်ကအရင်ကအတိုင်းပဲပုံမှန်ပါပဲဒါပေမဲ့ရှာဝင်ယိုကကျွန်တော်ကိုရင်ဆိုင်တွေ့တဲ့အခါသူ့ဝိညာဉ်ထိတွေ့မှုနဲ့တူတုံ့လောက်လာတာကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်အဲ့ဒါကအားနည်းတဲ့တရဝတကောင်ကကံဗာမြေကြီးကိုရင်ဆိုင်ရတဲ့အခါမျိုးဗီဇတွေကနေအနက်ဆိုင်ဆုံးထွက်ပေါ်လာတဲ့ကြောက်ရွံ့မှုမျိုးပါပဲသူ့မှာခံမှန်းချက်တချို့ရှိတယ်အရင်ကကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ကတခြားတစ်ခုခုကိုမျိုးချခဲ့တာမျိုးပေါ့ရှာဝင်ယိုကအဲ့ဒါဘာလဲဆိုတာမသိပေမဲ့သူ့ခန္ဓာကိုယ်နဲ့စိတ်ကနေဝင်သွားခြင်းနဲ့ခံစားချက်ကကျွန်တော်အပေါ်ထားတဲ့သူ့အချစ်ကိုပိုပြီးနှက်ဆိုင်စေခဲ့တယ်ကျွန်တော်ကဟိုဘက်ချမ်းကအရာအလုံးကိုဘလို့သိနေလဲဆိုတာသူမသိဘူးဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်တော့မှမထိခိုက်စေဘူးဆိုတာကိုတော့သူနားလေထားတယ်သူ့ရဲ့လက်ရှိစွမ်းရည်ကကျွန်တော်ပေးထားတာပဲလေဒီအချိန်မှာတော့ပြတင်းပေါက်ကနေကြဲရောင်တွေဝင်လာတာပိုပြီးတောက်ပလာတာကိုတွေ့ရတယ်ညကနေလိုလင်းထိန်နေတဲ့ပိုးဆုံးကျူးတွေလိုတောက်ပနေတဲ့အချိန်မျိုးနဲ့ချိန်တူနီးပါပါပဲခါဦးကျွန်းဟောက်ရဲ့အော်တန်ကိုကြားလိုက်ရပြီးခဏအကြာတိတ်ဆိတ်သွားပြီးတဲ့နောက်သူ့အော်တန်ကစာတင်ခန်းထဲမှာချက်ချင်းပြန်ပေါ်လာတဲ့အခြေအနေကိုမရှင်းလင်းသေးတဲ့လူအများကြီးကတော့ထူးဆန်းတဲ့အလင်းရောင်ကြောင့်ကြောက်လန့်တကြားအော်ဟစ်လိုက်ကြတယ်ဒီအချိန်မှာအခြေအနေကတော်တော်လေးရှုပ်ပွားနေပြီးကြဲရောင်တွေလည်းမိမိပြောက်ကွယ်သွားတာပဲစာတင်ခန်းထဲမှာဆိုရင်တကိုယ်လုံးတွေးတန်ရဲရဲအယိုးပြန့်ကျဲနေတဲ့ငါးပုံတရဝကြီးတစ်ကောင်ရှိနေတာပေါ့အဲ့ဒီတရဝကြီးရဲ့ကိုအောက်မှာတော့တွေးလိမ့်လိမ့်နဲ့လူနှစ်ယောက်ပြီးမိနေတာတွေ့ရတယ်ကျန်တဲ့လူတွေကတော့ကြောက်လန့်တကြားမြေကြီးပေါ်ထိုင်နေကြပြီးအဲ့ဒီပြီးမိနေတဲ့အလောင်းတစ်ခုကိုပဲကြည့်နေကြတာပေါ့ပြီးတော့တွေးကြဲကြီးလို့ခေါ်ရမယ့်ကြီးမားတဲ့ပုံရိပ်ကြီးကလည်းတိုက်ပွဲတွေကိုဝင်လာတော့မယ့်ပုံပါပဲကျန်တဲ့လူတွေထဲမှာဆိုရင်ထူးဆန်းတဲ့ပုံစံတွေအတော်များများရောနှောပါဝင်နေတာကိုတွေ့ရတယ်အဲ့ဒီကောင်တွေကတရေမြောက်လို့ကိုလုံးတေးသေးလေးတွေလည်းပါမယ်ပိုးကောင်လိုလိန်ကွေးနေတာတွေလည်းပါမယ်ဝန်းပလွေလိုရုပ်ဆိုးဆိုးဟောင်းနှွမ်းနေတာတွေလည်းပါဝင်နေတာတွေ့ရတယ်ဒါပေမဲ့သူတို့အားလုံးမှာတော့တူညီတဲ့ထူးခြားချက်တစ်ခုရှိနေတာပေါ့သူတို့တကူလုံးမှာပြင်ပကတတဝါတွေရဲ့တွေးသားတွေကက်ညှိနေတာပဲသူတို့ကငရဲကနေတွားသွားပြီးထွက်လာတဲ့ပြိတ္တာတွေနဲ့နည်းနည်းမှမချတော့ဘူးဗျာဒီအချိန်မှာသူတို့အားလုံးကစာသင်ခန်းထဲကတာမန်ကျောင်းသားတွေကိုနောက်ကနေလိုက်ဖမ်းနေကြတာပေါ့သူတို့လက်ထဲမိသွားတဲ့ကျောင်းသားတွေဆိုရင်နှစ်ပိုင်းပြတ်အောင်ဆွဲဖြက်ခံလိုက်ရတာပဲနှစ်နာရီတောင်မကြခင်မှာကိုလူသက်ပွဲကြီးတစ်ခုဖြစ်ခဲ့ရတာပဲဒီအခြေအနေကြီးကငရဲနဲ့ဘာမှမချတော့ဘူးဗျာသူဘာတွေဖြစ်နေမှန်းလုံးဝမသိဘူးအလင်းတန်းတစ်ခုဖြစ်သွားပြီးနောက်ပိုင်းကဘာကြီးကဘာလို့ဒီလောက်အကြီးအကျယ်ပြောင်းလဲသွားရတာလဲသူမသိတာကအဲ့ဒီအလင်းတန်းတွေနဲ့လျှက်စစ်တန်လိုက်မှုနိုင်တွေထဲမှာထူးဆန်းတဲ့စွမ်းအားတွေပါဝင်နေတယ်ဆိုတာပဲအဲ့ဒီစွမ်းအားနှစ်ခုပေါင်းဆက်လိုက်တော့ဗီဇပြောင်းလဲမှုတွေဖြစ်လာတာပေါ့စိတ်သက်ခွန်အားပြင်းသူတွေပဲအဲ့ဒီထူးဆန်းတဲ့စွမ်းအားတွေကိုခုခံနိုင်ခဲ့ကြတာအဲ့ဒါကြောင့်လေသူတို့ရဲ့စူပါပါဝါတွေပေါ်မူတည်ပြီးနိုးထလာနိုင်ခဲ့ကြတာပေါ့ဆိုလိုတာကနီတိုင်ရှင်ပင်ဂေါကျွန်းဟောင်မှာတော့စိတ်သက်ခွန်အားပြင်းပြင်းမရှိဘူးဆိုတာထင်ရှားနေတယ်သူနိုးထလာချိန်မှာအဲ့ဒီထူးဆန်းတဲ့စွမ်းအားတွေကိုမခုခံ
နိုင်ခဲ့ဘူး။အဝါရောင်မုန်တိုင်းရဲ့ထူးဆန်းတဲ့စွမ်းရည်တွေကသူ့ခန္ဓာကိုယ်အနှံ့အပြားကိုလျင်မြန်စွာဖောက်ဝင်သွားခဲ့တယ်။သူ့အရေးပြားအောက်ကနေသွေးရည်တွေစီးထွက်လာပြီးအရေးပြားပေါ်မှာလည်းအဆက်မပြတ်စိမ့်ထွက်နေခဲ့တာပေါ့။သူ့ရဲ့ပုံမှန်အရေးပြားတွေကမရေမတွက်နိုင်တဲ့သေးငယ်တဲ့အမြင်လေးတွေကြောင့်စုပ်ပြဲသွားရုံတင်မကဘူး2စက္ကန့်3စက္ကန့်အတွင်းမှာပဲဂါအုပ်ကျွန်းဟောင်ရဲ့ခန္ဓာကိုယ်ကတဝက်လောက်ကျုံသွားပြီးတကိုယ်လုံးလဲသွေးတွေနဲ့ရဲနေတာပဲလူပုံစံလို့ကိုမမြင်ရတော့ဘူးလူတွေချိန်တိုအတွင်းမှာဖြစ်နိုင်စရာမရှိတဲ့အခြေအနေမျိုးနဲ့လုံးဝကိုသတိမေ့သွားတယ်လို့ဖြစ်နေခဲ့တယ်ပြင်းပြင်းထန်ထန်လိန်ချိုးလိုက်ပြီးနောက်သူ့ခြေထောက်တွေကနေချွန်ထက်တဲ့ခြေသေးတွေထွက်လာတယ်ကြောက်စရာကောင်းပြီးနားကွက်မတက်အော်ဟစ်တန်နဲ့အတူဗီဇပြောင်းသွားတဲ့ဂုတ်ကျွန်းဟောင်ကသူ့ရှိကမိန်းကလေးကိုလိန်ချိုးပစ်လိုက်တာပေါ့အဲ့ဒီအမြန်နှုံးကရက်ဆက်လွန်းတဲ့ချက်ချင်းပဲမိန်းကလေးတစ်ယောက်ကိုသူ့ခြေသေးတွေနဲ့တစစီဖြတ်ချလိုက်တာမလန့်မကန့်ကမော်နီတာဇန်ယာကိုလည်းထိတ်လန့်တုန်လှုပ်သွားစေတယ်ဇန်ယာကအလောင်းပေါ်မှာရက်နေတဲ့ငှက်ပုံတန်းတရဝါကိုကြည့်နေမိတယ်သူ့မျက်လုံးတွေကကျဉ်းမြောင်းသွားတယ်အဲ့ဒါကသွေးလက်နဲ့ငှက်ပဲဒါပေမဲ့ဒီဗီဇပြောင်းတရဝါကြီးကဂုတ်ကျွန်းဟောင်စီကနေဘလို့ဗီဇပြောင်းလာ